Hello အားလုံးပဲမင်္ဂလာပါကျွန်မဒီနေ့ awareness လုပ်ချင်တဲ့အကြောင်းအရာလေးကတော့ heart attack လို့ခေါ်တဲ့နှလုံးဖောက်ခြင်းယောဂအကြောင်းဖြစ်ပါတယ် heart attack ဆိုတာကကျမတို့အားလုံးသိကြတဲ့အတိုင်းနှလုံးကိုထောက်ပံ့ပေးနေတဲ့သွေးကြောမှာရုတ်တရက်သွေးကြောပိတ်သွားပြီးတော့ဖြစ်တာပုတ်သွားတာကို heart attack လို့ခေါ်တယ်အများစုဒီယောဂလက္ခဏာတွေနဲ့ရင်ဘတ်အောင့်နေဆိုတဲ့ယောဂလက္ခဏာနဲ့လာကြတယ်ဒီ heart attack ကြောင့်ဆိုလို့ရှိရင်ရင်ဘတ်အောင့်တာကအရန်ကိုဆိုးရပေါ့နော်သို့ပေမဲ့ကျမတို့ဒီ heart attack တိုင်းဟာဆိုရင်ဒီလို chest pain လို့ခေါ်တဲ့ရင်ဘတ်အောင့်တာနဲ့မလာတာမျိုးလည်းရှိနိုင်တယ်ကျမအခုအရေးပေါ်ဆရာဝန်တွေနဲ့လုပ်နေတဲ့အချိန်မှာဒီလူနာတယောက်ကသူမောတယ်ဆိုတဲ့လက္ခဏာနဲ့လာတယ်ပေါ့နော်မောနေတာသူတစ်ပတ်လောက်ရှိပြီပေါ့နော်အဲ့တော့ဆိုတော့သူ့မှာယောဂခံနေနေရတော့သွေးတိုးယောဂရှိတယ်ပေါ့နော်မောနေတဲ့အခါကျတော့ဒီအဆုတ်ကိုနားထောင်ကြည့်တဲ့အခါမှာကြက်နေတာပါညာမရှိဘူးပေါ့ ECG ဆွဲကြည့်လိုက်တဲ့အခါမှာလူနာရဲ့နှလုံးသွေးကြောပိတ်နေတယ်ဆိုတဲ့လက္ခဏာကို ECG မှာတန်းပြီးတော့တွေ့ရတယ်။ Heart attack လို့ခေါ်တဲ့နှလုံးသွေးကြောပိတ်ယောဂကအသက်အန္တရာယ်ထိတဲ့အထိကိုပြင်းထန်တဲ့ယောဂတစ်မျိုးဖြစ်တယ်။ဒါကြောင့်ကျွန်မဒီဗီဒီယိုမှာ message ပေးခြင်းတဲ့အကြောင်းအရာကအသက်ကြီးတဲ့သူယောဂအခန့်ရှိတဲ့သူတွေအနေနဲ့ရုတ်တရက်မောနေပြီဆိုလို့ရှိရင်နှလုံးကို ECG ဆွဲကြည့်တာမျိုးတွေလည်းသင်တယ်လို့ကျွန်မက awareness ရစေချင်ပါတယ်။